ငါသမီးဒီစာကိုဖတ်လေတဲ့အချိန်မှာ15နှစ်ပြည့်ပြီလောက်ပေါ့သမီးမွေးကလေးကနှလုံးမကောင်းတာကိုအဖေအတော်ကြီးကလေးကတီးပြီးသားအဖေအဲ့ဒီကြောင့်အဖေနှလုံးကိုကြိုတင်လူဒန်းထားတယ်သမီးဒီလိုအသေးအတန်ဖြစ်မယ်ဆိုတာလေအဖေခက်မှန်းထားပြီးသားဒါပေမဲ့သမီးဖြစ်တာအဖေခက်မှန်းထားတာတွေစောတဲ့အတန်မတက်နိုင်ဘူးသမီးအတွက်15နှစ်ပြည့်လက်ဆောင်အဖေပေးခဲ့ပါတယ်အဖေရဲ့အသေးနှလုံးလုံးချေရတယ်သမီးလေးအတွက်အဖေရဲ့နှလုံးကလက်ဆောင်ကောင်းဖြစ်မှာပါတခါတော့မွေးရပါနှလုံးယောဂရှိတဲ့15နှစ်အရွယ်သမီးကသူ့ဖေကိုမေးတယ်ဖေသမီး15နှစ်ပေးမွေးနေ့ရောက်ရင်သမီးကိုဘာလက်ဆောင်ပေးမှလဲဟင်သူ့ဖေကတော့သမီးလေးအတွက်ကဘာပေါ်မှာအဖိုးတန်ဆုံးလက်ဆောင်တစ်ခုဖြစ်မှာပေါ့သမီးရဲ့လို့ပြန်ဖြေလိုက်တယ်ဒါပေမဲ့သူ့ဘာပေးရမှမသိဘူးဒီလိုနဲ့နှစ်တရီကြာလာတော့အသက်14နှစ်လောက်မှာတော့ကောင်မလေးဟာအလွန်ပြင်းထန်တဲ့နှလုံးရောဂါခံစားပြီးဆေးရုံတက်လိုက်ရတယ်ဆရာဝန်တွေကသူ့ဖေကိုပြောတယ်ခမည်းသမီးအခြေအနေအရန်ဆိုးနေပြီတိတ်မကြခင်သူ့သေးမှာပဲလို့ပေါ့သူ့ဖေကတော့စိတ်မပူသလိုနဲ့ဟုတ်ကဲ့ပါဆရာကျွန်တော်သူ့အတွက်အကောင်းဆုံးပြင်ဆင်ထားတာရှိပါတယ်တိတ်မကြဘူးသူ့ဖေဟာကားလာတဲ့လမ်းမှာကားအက်ဆီဒန့်ဖြစ်သွားတယ်နောက်ရက်အနည်းငယ်ကြာတော့ကောင်မလေးကိုလာပြောတယ်မင်းအရန်ကန်ကောင်းတာပဲမင်းနှလုံးအတွက်အလှရှင်ရပြီတဲ့နောက်မကြဘူးကောင်မလေးအခြေအနေတိုးတက်လာတော့အိမ်ပြန်လာတယ်အဲ့ဒီအချိန်မှာသူ့အသက်ကလည်း15နှစ်ပြည့်ပြီပေါ့သူဟာသူ့အိယာမှာလဲအိတ်လိုက်တယ်အဲ့ဒီအချိန်မှာအိယာအောက်ကခလုခလုဖြစ်နေလို့အခင်းကိုလှန်လိုက်တယ်အဲ့ဒီမှာသူ့ဖေချန်ထားတဲ့စာအုပ်လေးတွေ့သွားတယ်ငါသမီးဒီစာကိုဖတ်လေတဲ့အချိန်မှာ15နှစ်ပြည့်ပြီလောက်ပေါ့သမီးမွေးကလေးကနှလုံးမကောင်းတာကိုအဖေအတော်ကြီးကလေးကတီးပြီးသားအဖေအဲ့ဒီကြောင့်အဖေနှလုံးကိုကြိုတင်လူဒန်းထားတဲ့သမီးဒီလိုအသေးအတန်ဖြစ်မယ်ဆိုတာလေအဖေခက်မှန်းထားပြီးသားဒါပေမဲ့သမီးဖြစ်တာအဖေခက်မှန်းထားတာတွေစောတဲ့အတန်မတက်နိုင်ဘူးသမီးအတွက်15နှစ်ပြည့်လက်ဆောင်အဖေပေးခဲ့ပါတယ်အဖေရဲ့အသေးနှလုံးလုံးချေရတယ်သမီးလေးအတွက်အဖေရဲ့နှလုံးကလက်ဆောင်ကောင်းဖြစ်မှာပါ